မင်္ဂလာပါခင်ဗျာလက်တလောလူမှုကွန်ရက်ပေါ်မှာ KP ပိတ်တော်မဲဆိုတဲ့သတင်းတွေအများကြီးပြန့်နှံ့နေပါတယ်ဒီသတင်းကြောင့်လူအများစိုးရိမ်ပူပန်မှုတွေဖြစ်နေကြတာလည်းတွေ့ရပါတယ်ဒါပေမဲ့ဒီသတင်းတွေဟာတရားဝင်အတည်ပြုထားတဲ့သတင်းမဟုတ်ပါဘူးလက်ရှိအချိန်အထိ KP service ကိုပိတ်မယ်ဆိုတဲ့ကြေညာချက်ကို KBZ ဘဏ်ဘက်ကတရားဝင်ထုတ်ပြန်ထားတာမရှိပါဘူးအဲ့ဒီကြောင့် social media ပေါ်မှာငွေရင်းအတည်မရှိတဲ့ post တွေကိုမြင်တိုင်းယုံကြည်ပြီးပြန်လည်ဖြန့်ဝေခြင်းမလုပ်ကြဖို့အရေးကြီးပါတယ်။တကယ်လို့ ban service တွေနဲ့ပတ်သက်ပြီးအရေးကြီးတဲ့ပြောင်းလဲမှုတစ်ခုခုရှိလာခဲ့မယ်ဆိုရင်လည်း ban ဘက်က official page တွေ official announcement တွေကနေတရားဝင်ကြေညာပေးလိရှိပါတယ်။ဒါကြောင့်အတည်မပြုရသေးတဲ့သတင်းတွေကြောင့်စိုးရိမ်သွားဖို့မလိုပါဘူး။သတင်းတစ်ခုခုကိုငင်းလဲ source ကိုစစ်ဆေးပြီးမှအယုံကြည်ဖို့အရေးကြီးပါတယ်။အထူးသဖြင့်ငွေကြေးဆိုင်ရာ service တွေနဲ့ပတ်သက်တဲ့သတင်းတွေဆိုရင်မမှန်ကန်တဲ့သတင်းတွေပြန့်နှံ့လာတာကလူအများကိုစိုးရိမ်ပူပန်မှုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်အတည်မရှိတဲ့သတင်းတွေကိုမဖြန့်ဝေကြပါနဲ့။ official source တွေကနေသတင်းကိုစစ်ဆေးပါ။တခြားသူတွေကိုလည်းသတင်းမှန်ကိုမျှဝေပေးကြပါ။အခုလက်ရှိအချိန်ထိ KP service ဟာပုံမှန်အတိုင်းအသုံးပြုလို့ရနေစေဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်